င်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမှာတော့ငွေသွင်းနည်းဗီဒီယိုအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ငွေသွင်းမယ်ဆိုရင်ကျွန်တော်တို့ကငွေသွင်းပြီးကိုနှိပ်ပေါ့နော် KB weight EYP ပေါ့နော်3ခုရှိရပေါ့နော်ကျွန်တော်မှာ KB နဲ့စမ်းပြလိုက်မယ်နော် KB နဲ့သွင်းမယ်ဆိုရင် KB ကိုရွေးလိုက်ပေါ့နော်ဒီမှာ9000သွင်းမယ်ဆိုရင်9000ရွေးကျွန်တော်ဒါမှမဟုတ်လေကျွန်တော်ဒီမှာကိုသွင်းမဲ့ငွေမအောင်ကျွန်တော်2000သွင်းမယ်ဆိုလဲ2000ရိုက်ပြီးတော့ကျွန်တော်လုပ်လို့ရတာပေါ့နော်ကျွန်တော်တော့9000နဲ့စမ်းပြလိုက်မယ်နော်9000ဆို80မျိုးနှိပ်ပေါ့နော်ဒီပုံမှာဒီမှာကျွန်တော်ငွေလွှဲရမယ်ဖုန်းနံပါတ်နဲ့နာမည်နဲ့ရှိရနော်အဲ့ဒါလေး copy ယူရလိုက်ပေါ့နော်ကျွန်တော်အပြင်ကနေပြီးတော့ KB ကနေပြီးတော့ငွေလွှဲလိုက်ပေါ့နော်လွှဲပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာပေါ့ဒါကတော့အရှိရတော့နိုင်ပေါ့နော်အနောက်ကတော့မိနစ်ပေါ့နော်ကျွန်တော်ဘယ်နာရီလွှဲလိုက်ရလဲ10နာရီဆိုရင်ကျွန်တော်တို့မှာဒါစက္ကန့်နေပေါ့နော်ဒါပြောင်းလို့ရရပေါ့နော်ဒါကတော့ KB ရဲ့ငွေလွှဲတဲ့လုပ်ငန်းစဉ်နံပါတ်နောက်ဆုံး6လုံးရိုက်ပေါ့နော်ဒါကတော့အကောင့်အမီပေါ့နော်ဒီမှာကျွန်တော်တို့ဘာနာမည်နဲ့လွှဲလိုက်လဲကျွန်တော်တို့မမောင်နဲ့ဆန်းပြလိုက်ပါနော်ဒါကတော့ကိုလွှဲလိုက်တဲ့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်အပြည့်စုံရိုက်ပြီးလိုက်ပေါ့နော်အားပြီးလို့ရှိရင်ကျွန်တော်အတီးပြုမျိုးနှိပ်လိုက်ပေါ့နော်အဲ့ဒါနှိပ်လို့ရှိရင်ကျွန်တော်တို့မှတ်တမ်းထဲမှာပြန်ပုံပေါ့နော်ဒီမှာမှတ်တမ်းထဲမှာပန်းနှင်းဖြစ်နေတယ်နော်အဒမင်ဘက်ကနေပြီးတော့ဒါလွှဲလိုက်တာမှန်လားမမှန်လားပြန်စစ်ပြီးလို့ရှိရင်ကျွန်တော်အကောင့်တွေကိုငွေဝင်လာမှာပေါ့နော်ဒါလေးပါပဲနော်ရိုက်မခတ်ပါဘူး